ဒီလေးခွက်ကတကယ်အလုပ်ဖြစ်လိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးဒီလူကတော့တာယာလောကမှာတကယ်ကိုနာမည်ကြီးပညာရှင်တယောက်ပါအခုဆိုရင် operator ကကိုမစုလိုတာကားကြီးပေါ်မှာအလိုကြီးမားတဲ့တာယာအပိုတဟုကိုတက်ဆင်နေတာပါတေချာတိထားကြပါဒီနေရာကစပြီးအန်တရရှိလာပြီနော်ပထမဆုံးအနေနဲ့သူကတမဏိ locking ring ကိုသူ့နေရာနဲ့သူမြဲသွားအောင်ထူရိုက်ပြီးတက်ဆင်ပါတယ်အကယ်၍အဲ့ဒီ ring က groove အကန့်ထဲမှာတေချာမဝင်ပဲမြဲမနေဘူးဆိုရင်လေဖီအားကြောင့်အဲ့ဒီ queen ကလူသေးစေနိုင်တဲ့ကြည်စံတစ်ခုလိုအရှိန်နဲ့လွင့်ထွက်လာနိုင်ပါတယ်အဲ့ဒီနောက်မှာတော့သူက rim ကိုမြဲနေအောင်သူ့ခြေထောက်နဲ့နင်းထားပါတယ်။ဒါကတော့ဘေးခန်းလုံခြုံရေးစီကံချက်တွေကိုလုံးဝဂယုမဆိုင်ဖဲလစ်လျူရှုလိုက်တာပါတယ်။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။တကယ်အပိုင်းကအခုမှလာမှာပါ။သူကတာယာတစ်ခုလုံးကို zip ties တွေနဲ့တင်းတင်းကြပ်ကြပ်ပတ်ချီလိုက်ပါတယ်။ဒါကလေဖီအားရုတ်တရက်မြင့်တက်လာတဲ့အခါတာယာကအရှိန်နဲ့ပွေ့တက်လာမလားအောင်တားဆီးပေးဖို့ပါ။ယုံကျင်ယုံမယုံကျင်နေဒါကဒီအလုတ်ခွင်တဲ့ကလက်စုပ်လက်ကွင်းပြလို့ရတဲ့တခုထဲသောဘေးကန်းလုံခြုံရေးအစီအမံတွေဖွင့်ပါတယ်။နောက်တစ်စစ်အနေနဲ့သူကတာယာထဲကို gas တွေဖြန့်ထည့်ပါတယ်။ဒါကထွေထွေထူးထူးပင်စီတော့မဟုတ်ပါဘူး။ရိုးရိုး insect ပုံမွတ်ဘူး insect spray ပါပဲ။အမှန်အတိုင်းပြောရလေလေဝင်လေထွက်ကောင်းအောင်သုံးတဲ့ air freshener တောင်သုံးလို့ရပါတယ်။အကယ်၍သင်ကဒါဟာမီးလောင်လွယ်မလောင်လွယ်ဆိုတာမသေးကြဘူးဆိုရင်တော့စမ်းသပ်ဖြစ်ဖို့ရိုးရှင်းတဲ့နီလန်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ကိုယ်တိုင်လက်တွေ့စမ်းသပ်ကြည့်ဖို့ပါ။အဲ့ဒီနောက်မှာတော့သူက inflator ကိုဖွင့်လိုက်ပြီးတာယာနာကနေအမြန်ဆုံးနှောက်ဆုတ်သွားပါတယ်။မီးပွားလေးတစ်ပွင့်ရှိရတုံနဲ့တင်လုံလောက်ပါပြီ။စက္ကန့်ပိုင်းအတွင်းမှာပဲတာယာကဝုန်းကနေမြင်ပြီးပုံစံတသွားပြီးပါတော့တယ်။ zip ties တွေချက်ချင်းပြတ်ထွက်သွားတာကိုတောင်ခမရလို့မြင်လိုက်ပါတယ်။ဒါဟာတကယ်တော့ဒီအလုပ်ကိုလုပ်တဲ့နေရာမှာ NDA အရှိဆုံးနီးလန်းတွေကတခုပါ။ဒါကြောင့်မလို့ဒီနီးလန်းကိုလုံးဝမစမ်းသပ်ကြည့်ဖို့အလေးအနက်သတိပေးပါရစေ။